စိတ်ဆွမ်းအားကယောဂကိုကုစားပေးနိုင်တယ်ဒီကနေ့ခေတ်ပညာကလည်းဒါကိုလက်ခံထားတယ်ဘုရားမြတ်စွာရဲ့ပိဋက30နိကေ9ညာဒီခန္ဓာပေါင်း8000လေးတော်ရှိတဲ့တရားတော်တွေထဲမှာလည်းပဲတရားဓမ္မကိုနာယူပြင်းဖြစ်စိတ်ဓာတ်အင်းငြိမ်ပြီးတော့ယောဂပြောက်သွားတဲ့ဇာလန်းတွေရှိတယ်နော်မှန်ပါဗျာpsychotherapy လို့ခေါ်တဲ့စိတ်စွမ်းအားတစ်မျိုးနဲ့ယောဂပြောင်းအောင်ကုစားပေးတယ်စေယောဂကုတဲ့ဆရာဝန်တွေကို psychiatric စေယောဂအတွက် discussion လုပ်ပေးတဲ့ပုဂ္ဂိုလ်တွေ psychotherapist တို့တင်လို့ခေါ်ကြတာပေါ့ခုခေတ်မှာလည်းနော်မှန်ပါဗျာဒါအခုမှပေါ်တာမဟုတ်ဘူးဘုရားမြတ်စွာလက်ထက်တော်ကိုကယောဂနဲ့ပတ်သက်ပြီးဘုရားမြတ်စွာလက်ထက်ကယောဂဆိုတဲ့နေရာမှာစေယောဂတွေမကဘူးခန္ဓာကိုယ်ရုပ်ခန္ဓာကိုယ်ပေါ်မှာဖြစ်တဲ့ယောဂကိုပင်စိတ်ဆွမ်းအားနဲ့ကုစားကြတာတွေရှိတယ်မှန်ပါပါအားလုံးအသိများကြတာကြည့်ပမာဏီတွေသိတယ်နေမကောင်းတဲ့အခါကျတော့ဘုဇင်သုံးနိုင်ယောဂကင်းတယ်ယောဂပြောင်းတယ်ဆိုပြီးတော့သံဃာတော်တွေပြင်ပြီးတော့ဘုဇင်သုံးတွေပါလေမနာကြဘူးလားနာပါဗျာနာတယ်နော်ဒါ psychotherapy ပဲဘုဇင်သုံးနာရနဲ့ယောဂပြောင်းတယ်ဆိုပြီးတော့ယုံကြည်ခြင်းနဲ့ဟုတ်တယ်ဒီဘုရားမြတ်စွာလက်ထက်တော်ကလက်ဝဲရဖြစ်တော်မူတဲ့ဒုတိယသာဝကရှင်မမောဂလမထေရကြီးယဟန္တာဆိုတာလဲသွေးနဲ့သားနဲ့ကိုယ်ဆိုတော့ယောဂဖြစ်တဲ့အခါဖြစ်တာအပူအေးရဲ့ဓာတ်ဒါလေးပါမကြီးများရတဲ့ဓာတ်ယောဂဝေဒနာဖြစ်ရှင်မမောဂလကြီးမကြမ်းမမာယောဂဝေဒနာဖြစ်နေတဲ့အခါကျတော့မြတ်စွာဘုရားကိုယ်တိုင်ကြွပြီးတော့ဘုဇင်9ပါးတရားကိုဟောကြားပြီးရှင်မမောဂလကတယုတတိမြတ်စွာဘုရားဟောကြားတဲ့ဘုဇင်9ပါးဒီတရားကိုနာရင်နဲ့စိတ်တောက်เสียမလို့ယောဂတွေကုန်ပြောက်သွားတယ်လို့ဆိုတာပြောက်သွားတော့မှတခါလဲပြောက်တာလည်းနောက်ထပ်မပေါ်ဘူးဒီယောဂမျိုးဒီပြင်ယောဂတော့ပေါ်ရင်ပေါ်မှာပေါ့နော်အခုကုလိုက်တဲ့ယောဂကတော့တခါလဲပြောက်သွားတယ်ခုကပြောတဲ့ဇေဝတွေမှာ side effects ဘေးထွက်ဆိုးကျိုးလို့ခေါ်တဲ့ side effects တွေများနော်မှန်ပါပါဗျာကယ်မီကယ်နဲ့လုပ်ထားတဲ့ဇေဝတွေက side effects တွေများလို့အခုကိစိတ်ပညာရတရားတစ်ပြေးပြေးပဲဥလက်လာတော့ဆိုရင်ကဘာဥကစိတ်ပညာပဲဥလက်လာတဲ့ herbal medicine ဆိုပြီးတော့နော်လွယ်မြက်တစ်ပင်ဆေးပဲဝင်လွယ်မြက်တစ်ပင်ဒီဘက်ကိုလှည့်နေပြီးတော့အဲ့ဒီကနေယောဂပြောင်းတဲ့နည်းကိုကုစားရှာဝေသူတည်သနာလုပ်လို့ဒီနည်းတွေအခုပြန်လီပြီးတော့နိုးထလာပြီးခေတ္တဖြည်းဖြည်းစားလာဘာဖြစ်လို့လဲဆိုရင်ကယ်မီကယ်နဲ့ဖော်ဆက်ထားတဲ့ဆေးတွေက side effect တွေကများဒီယောဂတော့ပြောင်းအောင်ကုသပါရဲ့နောက်ထပ်ယောဂတစ်မျိုးသွားပြီးတော့ပေါ်လာပြန်တယ်ဆိုတော့ဒီယောဂပြောင်းနောက်ထပ်ယောဂပေါ်နောက်ထပ်ပေါ်လာတဲ့ယောဂတစ်ခါဆေးတစ်မျိုးနဲ့ကုရပြန်အဲ့ဒီဆေးတစ်မျိုးကတစ်ခါနောက်ထပ်ယောဂအသစ်ကိုမွေးဖွားလိုက်ပြန်ရောဒီယောဂတော့ပြောင်းသွားပြီးနောက်ထပ်ယောဂတစ်ခုပေါ်လာပြန်ရောဒီလိုနဲ့ဂျာအေးသူမေရိုက်ဆိုတဲ့တချင်းလိုပဲဝိုင်းကြီးပတ်ပတ်ဒူဝေဖြစ်နေတာဆုံးကုန်မဆုံးနိုင်တော့ဘူးဟုတ်လားမှန်ပါဗျာအေးဘုရားဘာသာသူတော်စင်ဘုရားဘာသာဝင်သူတော်စင်နေနဲ့မြတ်စွာဘုရားရဲ့ psychotherapy ဆိုတာကိုလည်းမေ့ထားဖို့မသင့်နေဘူးပေါ့မြတ်စွာဘုရားလက်ထက်က psychotherapy ဆိုတာဒီအခေါ်နဲ့မဟုတ်ပြီမဲ့လို့ခေါင်းကဘုဇင်9ပါးဟောလို့နာကြားလိုက်ရလို့ယောဂပြောင်းသွားတယ်ဆိုတာ psychotherapy ပဲနော်မှန်ပါပါဗျာစိတ်ဓာတ်ရေးရာကိုပြုပြင်ပြောင်းလဲပေးတာနဲ့ယောဂဝေဒနာပြောင်းတယ်တဲ့ရှင်မမောဂလယောဂပြောင်းသွားတယ်ရှင်မကတ္တဝကြီးနဲ့ပိဋကလိဆိုတဲ့နိုင်မှုထဲမှာမကြမ်းမမာဖြစ်ကိုယ်တော်ကြီးဆောင်းကမကြွနိုင်ဘူးနိုင်မှုထဲမှာယောဂတွေဖြစ်လို့မထနိုင်ဘူးအာဘာတိကောဒုက္ခိတောဘာလံကိလံတော့အာဘာတိကောဆိုတာ
တကူလုံးနာကျင်ကြိုက်ခဲပြီးတော့နေတဲ့ဘာသာကိနာတော့အပြင်းထန်နေမကောင်းဖြစ်နေတယ်အဲလိုပြင်းထန်နေမကောင်းဖြစ်ဒုက္ခိတဆင်းရဲဒုက္ခရောက်နေတဲ့အချိန်မှာမြတ်စွာဘုရားကိုယ်တိုင်ကြွသွားပြီးတော့ယောဂအချင်းကြီးမေးမြန်းပြီးဟောဒီဘုဇင်9ပါးအကျင့်တရားကိုမြတ်စွာဘုရားကဟောလိုက်တာနဲ့ပဲဘုဇင်တုတ်ကိုနာရင်ကနေပြီးရှင်မာဂတ္တဗဆေးတောက်ဆရာမလို့ပဲနဲ့ယောဂတွေပြောင်းသွားမှုတွေတဲ့နော်မှန်ပါဗျာကဲမြတ်စွာဘုရားကိုယ်တိုင်လည်းပဲသွေးနဲ့သားပဲဘုရားကိုယ်တော်မြတ်လည်းပဲဒီယုတ်ဒီခန္ဓာဒီယုတ်ဒီခန္ဓာလို့ဆိုတဲ့အချိန်မှာမြတ်စွာဘုရားမှာရရှိထားတဲ့ယုတ်ခန္ဓာကိုယ်ကပါရမီပုံရိပ်အမတ်တစိတ်တွေနဲ့ဆိုတော့တာမန်ပုဂ္ဂိုလ်တွေခန္ဓာနဲ့တော့မတူဘူးပေါ့နော်မှန်ပါဗျာသို့တော့ခန္ဓာဆိုတာမြည်သည့်ခန္ဓာပဲဖြစ်ဖြစ်ယောဂဝေဒနာနဲ့မကဲနိုင်ပါဘူးဇာတိဆိုတာနဲ့မကဲဘူးဆိုရင်ဇရာဆိုတာနဲ့လည်းမကဲနိုင်ဘူးဗျာတိဆိုတာလည်းမကဲဘူးမရဏဆိုတာလည်းမကဲဘူးလေသို့တော့မြတ်စွာဘုရားရဲ့ယုတ်ခန္ဓာကိုယ်မှာထူးခြားတာကတော့ပါရမီပုံရိပ်အမတ်တစိတ်တွေပါနေတယ်ပါရမီပုံရိပ်အမတ်တစိတ်32မျိုးတဲ့လက္ခဏာသုံးပါဒီလိုပြထားတော့မှန်ပါပါဗျအဲ့ဒါကိုစာပေမှာမဟာပုရိသလက္ခဏာယောက်ျားမြတ်တို့ရဲ့လက္ခဏာ32မျိုးလို့စัจ जा မင်းဖြစ်စေဘုရားလောင်းတွေဖြစ်စေနောက်ဆုံးပစ္စည်းဝိကဘုရားလောင်းဘုရားဖြစ်မဲ့ဘဝဆိုလို့ရှိရင်အဲ့ဒီပါဠိပုံရိပ်အမတ်တစိတ်လက္ခဏာတွေဟာချင်းချင်းရှားရှားပေါ်လာတယ်။ဘာဖြစ်လို့ပေါ်လာတော့ဆိုတော့ကိုယ်တိုင်လုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကအမတ်တစိတ်ခန့်နေပေးလိုက်တာပဲ။မှန်ပါ။တာမန်ပုဂ္ဂိုလ်တွေတော့တစ်မျိုးစီတော့တွေ့ကောင်းတွေ့မယ်32မျိုးလုံးပြီးပြီးပြင်းပြင်းတွေ့ဖို့ဆိုတာတော့ဘုရားလောင်းနဲ့စัจ जा မင်းမှာတွေ့နိုင်တယ်ဘုရားလောင်းနဲ့စัจ जा မင်းတောင်မှပဲစัจ जा မင်းမှာပါတယ်ဆိုယုံနည်းပဲပါတာသိပြီးတော့ဘုရားလောင်းလို့ပြီးပြင်းပြင်းမဖြစ်ဘူးတဲ့ဘုရားလောင်းနေကြတော့ပို့ပြီးတော့ဖြစ်ပြနေတယ်ဒါကြောင့်လို့အဲ့ဒီပါဠိပုံရိပ်အမတ်တစိတ်32မျိုးကိုကြည့်ပြီးတော့ဒီပုဂ္ဂိုလ်အပြင်သူ့ရဲ့အနာဂတ်မှာသွားမယ့်လမ်းဟာနှစ်သွယ်တည်းပဲရှိတယ်လူဘဝနေရင်စัจ जा မင်းဖြစ်မယ်သာသနာပေါင်းဝင်လောကီစိစိတ်တွေကိုဆုံးခွာပြီးတော့ယတိယဟန်ပြုမယ်ဆိုလို့ရှိရင်ဘုရားဖြစ်မယ်လို့ဒီလိုနှစ်မျိုးဟောကြတယ်ဒါမို့ဘုရားလောင်းလေးဝေဖွားလာတဲ့အချိန်တုန်းကပုံတော်တွေကိုသောတာပန်မင်းတရားကြီးကဆင့်ခေါ်ပြီးတော့ဘုရားလောင်းလေးရဲ့အကျဉ်းလက္ခဏာတွေကိုဖတ်စေပြီးတော့အနာဂတ်ဟောစရံကိုခေါ်ပြောစေတယ်။အဲဒီလိုဟောပြောတဲ့အခါမှာပုံသား8ယောက်ကပုံသားကြီး9ယောက်ကတော့အဲဒီပါရမီပုံရိပ်အမတ်တစိတ်တွေကိုကြည့်ပြီးတော့ဒီကလေးရဲ့အနာဂတ်ဟာဒွေရေဝခတိရောနှစ်ခုပဲရှိတယ်တဲ့သူသွားမဲ့ destinationသူ့ရဲ့လမ်းကြောင်းမှာဒီလမ်းပဲစัจ जा မင်းလည်းဖြစ်မယ်သို့မဟုတ်လောကထုတ်ထားရှင်တော်ဘုရားလည်းဖြစ်လိမ့်မယ်လို့လက်နဲ့ချောင်းထောင်ပြီးတော့ဒီလမ်းပဲရှိတယ်လို့ဒီလိုဟောကြတယ်။သို့တော့သူတို့ထဲမှာထူးကဲတဲ့ပါရမီရှင်ဖြစ်တဲ့ကောဋိညမထေရကြီးရဲ့အလောင်းကောဋိညပုံနာငယ်လေးကတော့ကြည့်လိုက်တဲ့အခါကျတော့စัจ जा မင်းရဲ့လက္ခဏာနဲ့ဘုရားလောင်းတဲ့လက္ခဏာနဲ့ထူးခြားချက်ကဘာလို့ဆိုရင်ဘုရားလောင်းရဲ့လက္ခဏာကပိုးပြီးတော့ပြည်တင်တဲ့စัจ जा မင်းရဲ့ပါဠိပုံရိပ်အမတ်တစိတ်ကတိတ်ပြီးမပြီးပြင်းဘူးအဲ့ဒီပြည်ပြင်းမှုမပြည်ပြင်းမှုထူးခြားချက်ကိုအဲ့ဒီပုံနာလေးကတတိထားမိသည့်အတွက်ကြောင့်လက်ညှိုးတစ်ချောင်းနဲ့ထောင်နဲ့ဆုံးပေါ်လားမှန်ပါဗျာစัจ जा မင်းမဖြစ်ပါဘူးဘုရားပဲဖြစ်မှာသိကြပါတယ်လို့ဒီလိုဟောခဲ့တာနော်မှန်ပါဗျာပညာရချင်းကွာသွားတယ်ပေါ့မှန်ပါဗျာအဲ့ဒီလိုပုံရိပ်တွေချင်းလာတဲ့ဘုရားရဲ့ဒီယုတ်ခန္ဓာကိုယ်ကြီးဟာလည်းပဲစရာဆိုတာလည်းမလွတ်နိုင်ဘူးယာတိဆိုတာလည်းမလွတ်နိုင်ဘူးမရဏဆိုတာလည်းမလွတ်နိုင်ဘူးယုတ်ခန္ဓာမှန်တယ်ဘဒုခန္ဓာပဲဖြစ်ဖြစ်တစ်ခုခုနဲ့တော့ဒီပျက်စီးဆုံးရှုံးမှုဆိုတာနာလာကြီးပဲနော်မှန်ပါဗျာဒီလိုပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုရောတိုင်းတခါတော့မှမကြမ်းမှဖြစ်တယ်မကြမ်းမှဖြစ်တယ်အဲ့ဒီအချိန်မှာဆရာစီဝကကြီးခေါ်ပြီးဆေးကုတယ်လို့မပါဘူး
ရှင်သာရိပုတ္တရာရဲ့ညီတော်ဖြစ်တဲ့စုံဒဆိုတဲ့ယဟန်ကိုမြတ်စွာဘုရားကစုံဒငါဟောထားတဲ့ဘုဇင်တုတ်တွေရရလားရပါတယ်ဗျာကဲရွတ်စမ်းပါဆိုပြီးတော့ဘုဇင်တုတ်ရွတ်ခိုင်းပြီးမြတ်စွာဘုရားကနားထောင်တယ်မြတ်စွာဘုရားကဘုဇင်တုတ်နာယူရင်းနဲ့မြတ်စွာဘုရားတဏ္ဍာမှာဆွဲကပ်နေတဲ့ယောဂဝေဒနာလုံးဝပြောင်းသွားတယ်စိုက်ကိုတာရပီနိနဲ့ကုသလို့ခေါ်တယ်ဟုတ်ကဲ့နောက်တစ်ခုကရှိသေးတယ်ဘုန်းကြီးတို့အင်္ဂုတ္တရနိကေမှာတတကနိဗ္ဗာန်မှာဂိရိမာနန္ဒသုတ်ဆိုတာရှိတယ်ဂိရိမာနန္ဒဆိုတာရဟန်းတော်တော်ရဲ့အမည်ပဲဒီနေ့တော့အဲ့ဒီဂိရိမာနန္ဒဆိုရဲ့ကိုတော်ဟာအတော့ကိုမကြမ်းမဖြစ်တယ်နေမကောင်းထင်မှန်းဖြစ်မကြမ်းမဖြစ်မကြမ်းမဖြစ်တော့ရှင်နန္ဒမထေရကမြတ်စွာဘုရားထံချင်းကပြီးတော့ရှင်ဘုရားတဲ့ဂိရိမာနန္ဒကိုတော်ဟာအတော်မကြမ်းမဖြစ်နေတယ်တဲ့သူ့ကိုတနာငဲ့ညာတဲ့အနေနဲ့ကြွရောက်ပြီးချီးမြှောက်ပါဦးမြတ်စွာဘုရားကဒီနေမကောင်းထင်တာတဲ့ပုဂ္ဂိုလ်ကြီးဆိုလို့ရှိရင်ကိုယ်တိုင်သွားပြီးမေးကိုယ်တိုင်သွားပြီးတော့မေးလို့ရှိတယ်။ရက်ွက်ပြုတ်မတာဘူးငါဖျားပဲဆိုပြီးတော့ဘူးမဆိုင်မနေဘူးနော်။မှန်ပါပါဗျာ။နေမကောင်းတဲ့ပုဂ္ဂိုလ်ကြီးသွားမေးတယ်အာပိစကားပြောတယ်။ဒီအာပိစကားပြောတာဆိုတာကစိုက်ကိုတာရပိစပဲ။သွားပြီးဘုရားကအာပိစကားပြောလို့ရှိတယ်။လုတ်တဲ့လုတ်လိုက်တာဆိုကိုယ်တိုင်လုတ်ပြီးတယ်။ပုတိကတ္တတိတ်တာဒီလိုလုံးအနာယောဂါတွေထားပြီးတော့ဒီကိုယ်လုံးပုတ်ပြီးပြည်တွေနဲ့နေတဲ့ကိုတော်တောင်မှမြတ်စွာဘုရားနဲ့ကိုရောမြတ်ကဘယ်သူမှလုံမပေးတယ်သူကိုယ်တိုင်သွားလုပ်ပေးလို့လေတခါတော့မှန်ပါပါအားလုံးလည်းဘုရားဘာသာဝင်တွေကြားဖို့ရတယ်ဒီဇာလန်တွေနော်မှန်ပါပါဗျာပုတိကတ္တတိတ်တာတဲ့သူ့ဘယ်ကတော့တိတ်တာပါပဲခန္ဓာကိုယ်မှာအနာတွေကနေရာတွေကအနှံ့ပေါက်ပြီးတော့ဒီကိုယ်လုံးပြည်ပုတ်တွေနန်းနေလို့ပုတိကတ္တလို့ခေါ်တာဥတိဆိုတာပုတ်နေတဲ့ခန္ဓာကိုယ်ရှိသူလို့သိရရတယ်။အေးဒုက္ခနာကိုအနန္တမကတ်နိုင်တော့အောင်ဒီဘုံနဲ့နေအနာညီစော်တွေနံပြီးတော့နေတာမြတ်စွာဘုရားကိုယ်တိုင်သွားပြီးတော့ယောဂဝေဒနာတွေဆေးကြောပြီးတော့သန့်စင်ပေးပြီးတရားဓမ္မဟောပြောပေးတာ။အဲ့ဒါဓမ္မကောင်းတဲ့အစဉ်အလာတစ်ခုပဲနော်။မှန်ပါပါဗျာ။အေးမြန်မာနိုင်ငံကဘုရားဘာသာနိုင်ငံဆိုတော့ကိုယ်သဘောနဲ့ကိုယ်ဆိုင်ရာပုဂ္ဂိုလ်တွေဥပမာဆေးရုံတက်လို့လူတယောက်မကြမ်းမဖြစ်လာပြီဆိုရင်ဘုန်းကြီးတွေပြင်ပြီးပရိရွတ်ထားလို့ပရိနာလာလို့ဒီလိုလုပ်တယ်သို့တော့ဗမာပြည်မှာနှမျိုးကြုံနေရတချို့ကငါ့ကိုဘုန်းကြီးတွေပြင်ပြီးပရိရွတ်တာငါမထင်တော့လို့ရွတ်တယ်ဆိုပြီးတော့ပိုးစိတ်ဆင်းရဲသွားတဲ့လူကရှိသေးတယ်နော်မှန်ပါပါဗျာကြားဘူးလားပြောတာမှန်ပါပါသူကိုယ်တိုင်ကိုယ်ကလည်းတရားနာခြင်းလို့ပင့်ပြီးတော့ရွတ်တာဆိုလို့ရှိရင်တော့ဒါစိုက်ကိုတရဖြစ်ပဲနော်မှန်ပါပါတရားနာခြင်းလို့ဒါကဒီယောဂဝေဒနာဆိုတာကုသလို့ရတဲ့ယောဂရှိတယ်လို့ကုသလို့မရတဲ့ယောဂလည်းရှိတယ်ပြောင်းရမယ်လို့ဘယ်သူမှအာမခံချက်မပေးနိုင်ဘူးဒါယောဂအခြေအနေကြည့်ပြီးတော့ကြောက်ရမယ်လို့အာမခံချက်မပေးနိုင်ဘူးသို့သောစိတ်သက်သာမှုယောဂသက်သာမှုကိုရမှုရစေရမှာဟောဒီလိုတော့ရှိအကျိုးရှိရဒါကိုဆေးရုံတွေမှာဆိုလို့ရှိရင်နိုင်ငံခြားတချို့နိုင်ငံတွေမှာသူကဘာသာဆိုင်ရာပုဂ္ဂိုလ်တွေကိုခန့်ထားဘာသာဆိုင်ရာပုဂ္ဂိုလ်တွေကိုခန့်ထားဒီဘုရားဘာသာဆိုရင်ဘုရားဘာသာဘုန်းကြီးတွေခန့်ထားခရစ်ယာန်ဆိုခရစ်ယာန်ဘုန်းကြီးတွေခန့်ထားမွတ်စလင်ဆိုမွတ်စလင်ဆိုင်ရာတရားဟောဆရာတွေခန့်ထားဆေးရုံတွေမှာမကြမ်းမဖြစ်လာတဲ့ပုဂ္ဂိုလ်ခုလိုမရတော့ဘူးဆိုတဲ့ပုဂ္ဂိုလ်တွေသူကများသောအားဖြင့်လုပ်တယ်သွားပြီးတော့တရားဟောပေးရတဲ့အလုပ်ခန့်ထားတာတွေရှိတယ်ခုတချို့နိုင်ငံတွေမှာအဲ့ဒါလုံးနေပြီပေါ့နော်အဲ့တော့ဘာဖြစ်ပါလဲဒါမျိုးကတော့ရှိတဲ့နော်ပေါ့ဒါတော့ဘုရားဘာသာဝင်တွေကကိုယ့်ဘာကို
လုပ်နေကြတာတွေရှိပါလေကိုယ့်ကိုဘုန်းကြီးတွေပြင်တရားနာဒါတို့တချို့များဆိုရင်ကိုယ့်ကိုမထင်လို့ဆိုတရဏဂုံတင်တာရှိသေးတယ်နော်မှန်ပါဗျာဘယ်လိုပဲဖြစ်ဖြစ်ကိုယ်စိတ်ဓာတ်ရေးရတဲ့ပတ်သက်ပြီး psychotherapy ဆိုတာတော့ဖြစ်တယ်ပေါ့သူ့ရဲ့စိတ်နေစိတ်ထားလည်းဒါအရေးကြီးတယ်အားပေးစကားပြောကြရမယ်အားပေးစကားပြောကြလို့စိတ်အားတွေတက်လာပြီဆိုလို့ရှိရင်ယောဂဝေဒနာက curable ဆိုလို့ရှိရင်ပျောက်သွားမှာ incurable ဆိုရင်တော့မပျောက်တော့ဘူးဒါဘုရားကုလည်းပျောက်မှာမဟုတ်ဘူး incurable ကုလို့မရတဲ့ယောဂကြတယ်ကုရမယ်ဒါနော်ကုလို့မရတဲ့ယောဂဖြစ်အောင်စိတ်ချမ်းသာမှုရသွားလို့ရှိရင်အများကြီးကျိုးရှိသွားမယ်ဘဝမှာအများကြီးကျိုးရှိသွားမယ်ဂိရိမာနန္ဒကိုတော့နေမကောင်းတယ်မတာဖြစ်နေတော့မြတ်စွာဘုရားကအာနန္ဒာတဲ့အဲ့ဒီချိန်မှာမြတ်စွာဘုရားလိုက်မသွားဘူးလိုက်သွားတာအကြောင်းတော့ရှိစာထဲမှာတော့ဘာကြောင့်လိုက်မသွားတာမပါဘူးအာနန္ဒာတဲ့ဟောဒီတင်ညာ10ပါးတရားကိုဂိရိမာနန္ဒကိုတော့သွားဟောလိုက်တဲ့ဘုရားကသင်ပေးလိုက်တဲ့ရှင်အာနန္ဒာကိုပညာ10ပါးတရားကိုပညာ10ပါးဆိုတာအနိစ္စတင်ညာမမြဲဘူးဆိုတဲ့အမှတ်တင်ညာပွားပုံပွားနည်းမြတ်စွာဘုရားသင်ပေးလိုက်တယ်အနတ္တတင်ညာအတ္တမဟုတ်ဘူးခံရတဲ့အရာတစ်ခုမှကိုယ်ပိုင်တဲ့အရာတစ်ခုမှမရှိဘူးဆိုတာနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကအနတ္တတင်ညာကိုလည်းဟောပေးလိုက်တယ်အတုပတင်ညာခန္ဓာကိုယ်ကြီးကမတက်မတက်ရွံ့စဝဲဖြစ်တယ်ဆိုတဲ့အရာကိုလည်းမြတ်စွာဘုရားသင်ပေးလိုက်တယ်အာဒီနဝတင်ညာခန္ဓာကိုယ်မှာယောဂဝေဒနာတွေဆိုတာသဘာဝပဲသဘာဝတရားစဉ်းစားတတ်အောင်လို့အဲ့ဒီအာဒီနဝတင်ညာကိုလည်းသင်ချပေးလိုက်တယ်မဟာနတင်ညာမကောင်းတဲ့အတွေးလူဆိုတာလေးအတွေးကမကောင်းတဲ့အတွေးတွေတွေးတတ်တယ်ဆိုတော့ကောင်းတဲ့အာယုန်နဲ့တွေ့လို့ရှိရင်ခံစားခြင်းနဲ့အတွေ့အတွေ့မကောင်းတဲ့အာယုန်နဲ့တွေ့ရင်မုန်းတိတဲ့အတွေ့အတွေ့ဟုတ်ကဲ့အဲ့ဒီအတွေ့တွေကိုမကောင်းတဲ့အတွေ့အပြစ်ရှိတဲ့အတွေ့တွေကိုလက်မခံဘူးဆိုပြီးတော့မြတ်စွာဘုရားအပြစ်ရှိတဲ့အတွေ့နဲ့အပြစ်မရှိတဲ့အတွေ့ခွဲခြားပြီးတော့အဲ့ဒီမှာပဟာနပညာဆိုတာကိုလည်းဟောပြီးနောက်တစ်ခုဝိရာဂပညာဘဝကြီးတစ်ခုပေါ်မှာတတ်မဲ့ခုကင်းဖို့နိရောဓတင်ညာဘဝကြီးပေါ်မှာဒုက္ခတွေချုပ်ဆုံးဖို့ဆိုတာလေအဲ့ဒီအမှတ်တင်ညာတွေကိုလည်းမြတ်စွာဘုရားကသင်ကြားပြီးတော့ပေးလိုက်တယ်။နောက်သဘောလောကေအနတ်ဘိရတတင်ညာလောကကြီးတစ်ခုလုံးကပျော်စရာဆိုတာမရှိပါဘူးတကယ်စဉ်းစားကြည့်ရင်ပျော်စရာမရှိဘူးဆိုတဲ့အမှတ်တင်ညာကိုရအောင်ပွားဖို့ပွားနည်းကိုသင်ပေးလိုက်တယ်။နောက်တစ်ခုသဘောသင်္ခါရေတုအနိစ္စတင်ညာသင်္ခါရအားလုံးဘာမှမမောစရာမရှိဘူးဆိုတဲ့အနေထားကိုလည်းသင်ပေးလိုက်တယ်နောက်ဆုံးကျတော့အာနာပါနတတိဆိုတာထည့်ပြီးခေါ်ပေးလိုက်တော့တင်ညာအနေနဲ့ကတော့9ပါးအာနာပါနတတိနဲ့ပေါင်းလိုက်တဲ့အခါကျတော့10ခုသို့ပေမဲ့တင်ညာ10ပါးလို့ညာတာကိုကြည့်ပြီးဒီလိုခေါ်တယ်နော်မှန်ပါဗျာအဲ့ဒီဂိရိမာနန္ဒယဟန်နေမကောင်းတိုင်းမှာဖြစ်နေတဲ့အချိန်မှာမြတ်စွာဘုရားကအာနန္ဒာဟောဒီတင်ညာ10ပါးကမ္မထံတရားကိုသွားပြီးတော့ဟောလိုက်ခေါ်လိုက်လို့ရှိရင်တရားနာပြီးတာနဲ့တကယ်နဲ့ဂိရိမာနန္ဒယဟန်နေကောင်းသွားလိမ့်မယ်ကျမ်းမာသွားလိမ့်မယ်ဂိရိမာနန္ဒယဟန်ကဒီတရားတွေနာရင်နဲ့သူ့စိတ်ကလေးကရှင်းတတ်ပြီးတော့နေကောင်းသွားလိမ့်မယ်မြတ်စွာဘုရားကဲမြတ်စွာဘုရားအမိန့်ရှိတဲ့အတိုင်းပဲရှင်နန္ဒမထေရမြတ်ကအဲ့ဒီဂိရိမာနန္ဒယဟန်စီကိုသွားပြီးတရား10ပါးတရားကိုအသေးစိတ်သွားဟောကြားလိုက်တာဂိရိမာနန္ဒနာရင်နဲ့တရားလဲဆုံးရောသူတဏ္ဍာမှာရှိတဲ့ယောဂဝေဒနာပျောက်သွားတာပျောက်တာမှစိတ်တဲ့ဖက်မပါဘူးတခါလဲပျောက်တာတဲ့နော်မှန်ပါဗျာလုံးဝတခါလဲပျောက်သွားတယ်နောက်ထပ်မပေါ်အောင်ယောဂပျောက်သွားတယ်စိတ်စားတဲ့အတောင်မလို့တော့ဒါလည်း psychotherapist နော် psychotherapy ပဲခုခေတ် psychotherapy ဆိုတာအာပိစကားပြောရင်တော့ပြောနေတာဒီလိုဓမ္မစွမ်းရည်ပါတာမဟုတ်ဘူးနော်အခုကိနောက်နိုင်ငံလူတွေက Buddhist psychotherapy ကိုတွေ့လို့ရှိရင်သူတို့ဘယ်တော့သဘောကျလဲမသိဘုန်းကြီးတို့
Netherlands နိုင်ငံဗိဓမာသင်္นานနှစ်စဉ်သွားပြီးတော့ပို့ချနေရှိတယ်2004ကစပြီးတော့အဲ့မှာလာတက်တဲ့ကျောင်းသူတွေဆိုတော့လာတက်တဲ့ပုဂ္ဂိုလ်တွေတဲက psychiatrist တွေပါတယ် psychotherapist တွေပါတယ်ဘာဖြစ်လို့လဲဆိုတော့အဘိဓမ္မာဆိုတာ Buddhist psychology ကို psycho philosophy ဆိုပြီးတော့ဒီအဘိဓမ္မာတရားကိုလာပြီးတော့သင်ကြအဲ့လာသင်တဲ့ထဲမှာ psychotherapist တို့ psychiatrist တို့သူတို့လာကြလာပြီးတဲ့အခါကျတော့သင်တန်းပြီးဆုံးတဲ့အခါမှာသူတို့ feedback လို့ခေါ်တယ်သူတို့ရဲ့ထင်မြင်ချက်သူတို့ရဲ့ခံစားချက်တွေ feedback ကိုရေးပြီးတော့ပေးကြတယ်ပေါ့အဲ့ရေးပေးတဲ့ထဲမှာ psychotherapist တို့ psychiatrist တို့ဆရာမကြီးတွေကဘာပြောတော့ဆိုအရှင်ဘုရားဒီလာပြီးတော့ဘုရားရဲ့အဘိဓမ္မာကိုလာပြီးသင်ကြားပေးသည့်အတွက်ကြောင့်တပည့်တော်တို့အရင်သိထားတဲ့ psychology အတွေးခေါ်တွေပြောင်းရမယ်ထင်ပါတယ်တဲ့ရှော့ပေါ့ပေါ့ပြောတာကြတော့ဟုတ်လားမှန်ပါပါဗျ Buddhist psychology နဲ့သူတို့ Western psychology ဒီနှစ်ခုကိုပေါင်းကူးပေးသည့်အတွက်ကြောင့်အရှင်ဘုရားကိုကျေးဇူးတင်ပါတယ်တဲ့သူတို့ဤစနစ်တွေဟာဘုရားဘာသာဤစနစ်နဲ့ပြန်ပြီးတော့သူတို့ညှိနှိုင်းပြီးလုပ်ရမယ်လို့ထင်ပါတယ်ဆိုတဲ့စကားသုံးလေးကိုသူတို့ထည့်ပြီးတော့ရေးထားတာကိုတွေ့ရတယ် psychotherapist တွေကအဲ့တော့မြတ်စွာဘုရားဘုန်းကြီးတို့အဲ့ဒီတော့သင်တော့အဘိဓမ္မာပဲသင်တာဒီကနေ့ဟောတဲ့တရားမျိုးကိုဟောပေးလိုက်ရင်သူတို့သိသိချင်တယ်ပေါ့ဒီကနေ့ဟောတဲ့တရားမျိုးကိုမဟောဘူးအဲ့ဒီတော့စိတ်အကြောင်းစေတသိက်အကြောင်းရုပ်အကြောင်းလို့ဆိုတဲ့အဘိဓမ္မာတရားကိုဟောပေးတာဟုတ်နော်အဲ့ဒါလေးတွေမဲ့သူတို့ကအတော်ချိန်နှက်သွားတယ်ကဲဂိရိမောနန္ဒယဟန်ကိုသင်ညာ7ပါးကမ္မထတရားကိုခေါ်လိုက်တယ်ကျမ်းစာမှာကြီးနဲ့ဒီဂိရိမောနန္ဒယဟန်ကယောဂဝေဒနာပျောက်ကင်းပြီးတော့သွားတယ်ဘာကြောင့်ဘယ်လိုလုပ်ပျောက်ကင်းတာလဲကဲနောက်တစ်ခုစဉ်းစားကြအားလုံးကြားဘူးတဲ့မေပတာပတာစာရာလို့စာထဲမှာရေးတယ်အရာထဲမှာတော့ပတာစာယီလို့ပဲနာမည်ကြားကြနော်အဲ့ဒီပတာစာယီပဲခေါ်ပတာစာရာပဲခေါ်အဲ့ဒီအမျိုးသမီးဟာတောကုံမတ္တကလို့ခေါ်တယ်တောကကြောင့်ယူသွားတာစိတ်ကြောင့်ယူတာပဲစိတ်ကြောင့်ယူလို့ရှိရင်စိတ်နဲ့ပဲပြန်ကူရမှာသူကခုထုံးကအဲ့တိုင်းခန္ဓာကိုယ်ကြီးမှာဒီမှာလူရဲ့ခန္ဓာမှာဥဒုကြောင့်ဖြစ်တဲ့ယောဂလားအာဟာရကြောင့်ဖြစ်တဲ့ယောဂလားစိတ်ကြောင့်ဖြစ်တဲ့ယောဂလားကံကြောင့်ဖြစ်တဲ့ယောဂလားအဲ့ထဲမှာအနေနိုင်မတတ်လို့ဖြစ်တဲ့ယောဂလားဟောယောဂတွေကအမျိုးမျိုးရှိတယ်အဲ့ဒီယောဂအမျိုးမျိုးတွေမှာအနေထိုင်မတတ်လို့ဖြစ်တဲ့ယောဂကြအနေထိုင်ဆင်ញင်ပေါ့ဥဒုကြောင့်ဖြစ်တဲ့ယောဂကြတော့ဥဒုကိုပြင်ပေးပေါ့အာဟာရကြောင့်ဖြစ်တဲ့ယောဂကြတော့အာဟာရကိုပြင်ပေးရမယ်ဒါသူကုထုံးတဲ့လူပဲဒါကသိဖို့ပဲလို့တယ်နော်ကံကြောင့်ဖြစ်တဲ့ယောဂကြတော့ကံနဲ့ကုစားစိတ်ကြောင့်ဖြစ်တဲ့ယောဂကြတော့စိတ်နဲ့ပဲပြန်ကုစားဟောစိတ်နဲ့ပြန်ကုစားအဲ့တော့စိတ်ကနဲ့စိတ်နဲ့ကံဆိုတာကတော့စွမ်းအားကြီးမားတဲ့အရာနှစ်ခုပဲဥဒုတို့အာဟာရတို့လည်းပဲစွမ်းအားကြီးမားတဲ့အရာတွေပါပဲသို့တော်စိတ်စွမ်းအားနဲ့ကံစွမ်းအားကပို့ပြီးတော့ကြီးမားဖြတ်မြက်တယ်လို့ပြောရတယ်အဲ့ဒီပတာစာရဟာတောကုံမတ္တကလမ်းမှာမိဖွားကနေမှသူဒုက္ခကိုစဉ်းစားပြီးတော့ကိုယ်ကိုယ်တိုင်ခံစားကြည့်လိုက်ပေါ့နော်ခုခေတ်ပြောတာလို့ခံစားကြည့်ထားတယ်ဆိုတာတကယ်ခံစားကြည့်သလားတော့မသိကိုယ့်ဟာကိုယ်ခံစားကြည့်ပတာစာရီနေရာကိုကိုယ်ကဇတ်ဆောင်လုပ်ပြီးတော့ခံစားကြည့်တရုပ်ဆောင်ကြည့်ပေါ့တော်တယ်မှာပြီးဖွားမလို့လာတယ်မိုးရရတာရွာတယ်ဒုက္ခတွေကြီးကျယ်ရောက်နေတယ်ထင်းရှာတယ်ယောက်ျားလုပ်တဲ့လူကယောက်ျားအားကိုးလာတယ်ကလေးပေါက်စားတွေကပါလာသေးတယ်ဩမိုးရီထဲမှာသွားပြီးတော့ထင်းရှာထင်းချိုးနဲ့လမ်းမှာမွေကိုက်လို့ကတည်းရောအဲ့နာတယ်မယ်ကတူတယောက်တည်းကြံတော့မိုးတွေကလည်းရွာလို့ကလေးလေးကိုအဲ့
အဲ့ဒါမိုးကိုယ်ကမိုးရွှဲပါလေကလေးလေးမိုးမရွှဲပါစေနဲ့ဆိုပြီးတော့ကလေးလေးပေါ်မှာဟုတ်လားလေးပဲထောက်ပြီးတော့တညာလုံးကလေးလေးကိုအမိုးမုတ်ပြီးတော့ပေးထားကဲသူဒုက္ခစဉ်းစားကြည့်တောကဒုက္ခကြီးကျယ်ရောက်အဲ့ဒါနဲ့ကလေးပေါက်စကလေးရောတောင်းနိုင်တဲ့အရွယ်လမ်းသားကလေးတယောက်ရောကလေးလေးချီကိုကလေးလေးလက်ဆွဲပြီးတော့လာတော့ညကရွာထားတဲ့မိုးရဲ့အရှိန်နဲ့အစိရဝတိမြေကြီးကရေတွေကတသက်နဲ့စီးနေတယ်အဲ့ဒီတသက်နဲ့စီးနေတဲ့ကြားထဲမှာဟိုကလေးလေးတစ်ဖက်ကိုသွားပြီးတော့ပို့ကလေးလေးဝိပိကာကလေးလေးကိုဟိုဘက်ကမ်းသွားပို့နှစ်ယောက်စလုံးသွားလို့မရဘူးတယောက်တည်းကိုမလဲချိန်ပြီးတော့ဟိုဘက်ရေစည်းကတအားတန်တော့ဟိုဘက်ကိုကူကလေးလေးကိုဟိုဘက်မှာချပြီးဒီဘက်ပြန်အလာရေလေကောင်တော့ရောက်တဲ့အခါကျတော့အဲ့ဒီကလေးလေးကနေတာရဲလေးဆိုတော့အပေါ်ဆွန်ကတားတဲ့မှတ်ပြီးတော့ဆင်းလာပြီးအဲ့ဒီတုတ်ချီသွားအဲ့ဒီမှာဟေးနဲ့6ရင်းကနေဒီဘက်ကလေးကသူ့ခေါ်တယ်ထင်ပြီးရေထဲဆင်းလိုက်ပြောပါတော့ကဲသူ့ဘာကြံတော့မမ်းချင်တော့3ယောက်ရှိတာကုန်ပြီလေမှန်ပါဗျာကိုယ်တိုင်ခံစားပြီးတော့ကြည့်လိုက်မယ်ဆိုရင်3ယောက်ရှိတာကုန်သွားပြီလမ်းမှာယောက်ျားဆုံးသွားတယ်အခုရေထဲမှာကိုယ်မျက်စိအောင်မှာကလေး2ယောက်ဟောလားကလေး1ယောက်ကရေထဲမျောသွားတယ်ကလေး1ယောက်ဆွန်ချီသွားတယ်ပြီးအဲ့ဒီလိုဒုက္ခဖြစ်သွားတဲ့အခါမှာအာဟုလေးကျန်နေသေးတယ်ဒါကြောင့်မို့လို့သူစိတ်အားတင်းထားတယ်ဘာလို့ဆိုရင်အိမ်မှာအမေအဖေမောင်လေး1ယောက်ကျန်နေတယ်အာဟုနဲ့တော့သာဝတိကြီးကျန်ခဲ့တယ်သူကတထေးသမီးသာဝတိကြီးရောက်တဲ့သာဝတိပြည်နာရောက်တဲ့အခါကျတော့လမ်းမှာလူတယောက်တွေ့မြို့ပြင်မှာပဲရှိသေးတယ်စုံစမ်းတယ်ပေါ့သူကလည်းအိမ်ကထွက်လာတာကြားပြီလေစုံစမ်းကြည့်တယ်ဘယ်ရက်ွက်ဘယ်လမ်းမှာနေတဲ့တထေးကြီးတို့တထေးကြော်တို့မောင်လေးတို့နေကောင်းကြလားလို့နေတဲ့အခါကျတော့ခီးသွားတဲ့ပုဂ္ဂိုလ်တွေကဘာဖြစ်လို့မေးတာလဲမမေးခြင်းနဲ့ညာဒေကြီးမိုးကြီးကြပြီးတိုက်ပြိုကြလို့အဲ့ဒီတထေးကြီးရောတထေးရောတထေးရဲ့သားရောတည်တယ်ဟောနာမနှမ်းကြည့်မျိုးတလူနဲ့အဲ့ဒါသူတို့ကိုတကြိုးနေတာကဲကြည့်တော့သူ့ဘဝမှာဘာမှမရှိတော့ကုန်ပြီအာကိုးဆိုလို့တခုမှမရှိတော့ကဲပဒါစာရိမမယူရင်ဘယ်သူယူစရာရှိအောင်လို့နော်အဲ့ဒါတောကုံမတ္တကတောကကြောင့်ယူထွက်သွားအကုန်ယူသွားတဲ့အခါကျတော့အဝတ်တော်ဝတ်မှမသိတော့ဘူးဘာတွေလို့တုံးဆိုရင်အဖေမတွေ့ဘူးလားအမေမတွေ့ဘူးလားနဲ့လိုက်ပြီးတော့မေးနေသူဘာလို့နေလဲဆိုတော့သူ့ကိုယ်သူကိုမသိတော့ဝိတင်ကြီးလို့ခေါ်တယ်အမှတ်တင်ညာတွေလုံးဝပျောက်သွားတယ်အယူမဘဝရောက်သွားရတယ်အဲ့ဒီအယူမဟာလည်းမြတ်စွာဘုရားနဲ့တွေ့လို့ဟောဒီဘုရားက psychotherapy နဲ့လုပ်ပေးလိုက်တာအယူပြောက်သွားတယ်နော်မှန်ပါဗျာပြောက်ဘယ်လိုလုပ်တုံးဆိုရင်မြတ်စွာဘုရားစီမှာအခုလိုတရားပွဲမှာဝင်ချလာတယ်သူဘာလို့သူမသိတော့ဘူးရှာမှန်းနဲ့ဝင်လာပြီးတော့ဘုရားစီမှာဒါဒီဘုလူမေးဒီလူမေးအမေတွေ့ဘူးလားအဖေမတွေ့ဘူးလားနဲ့မေးတယ်အဲ့လိုမေးတဲ့အခါကျတော့ဘေးနာလူတွေအဝတ်ကလေးတစ်ခုပြစ်ပေးတယ်ပေါ့သူကတော့ဒီလိုမေးညိုင်းကနေဘုရားလာရောက်တော့မြတ်စွာဘုရားကအမတန်မှကြီးမားတဲ့ကရုဏာဓာတ်ကိုသူစီစိတ်လွတ်ပြီးတဲ့အခါကျတော့တတိထားပါလို့ပြောလိုက်တဲ့အချိန်လေးမှာတတိပြန်ဝင်သွားတယ်အဲ့ဒီချိန်ကျမှဘေးကပြစ်ပေးလိုက်တဲ့အဝတ်ကလေးကိုပတ်ပြီးတော့ဘုရားရှိခိုးထိုင်ပြီးငိုလိုက်အဲ့ဒီချက်မှငိုနိုင်တယ်နော်အရင်တော့မျက်ရည်တောင်မထွက်ဘူးရီလိုရီမောလိုမောနဲ့အဲ့ဒီလိုမျက်ရည်ကိုမထွက်နိုင်အောင်သူကလောကဖြစ်သွားတယ်မှန်ပါပါအဲ့တော့လောကမှာငိုနိုင်သေးတယ်ဆိုရင်လည်းတော်သေးတယ်လို့အောင်မယ်ဟုတ်တယ်လေမှန်ပါပါတချို့ဆိုပြောကြတယ်ပေါ့လားငိုချလိုက်တိုင်တော့ညတယ်နော်ငိုနိုင်သေးရင်တော်သေးတယ်ငိုကုန်မငိုနိုင်တော့ဘူးရီပြီးဆိုရင်မလွယ်တော့ဘူးအဲ့ဒီလိုပဒါစာရီတော့ဒုက္ခတွေရောက်ပြီးတော့ဘယ်လိုနည်းနဲ့အယူယောဂပျောက်ပြီးတော့တကယ်ကိုဒိဋ္ဌံဣတရေယဝိနည်းဆောင်ထဲမှာတော့နံပါတ်1ဣတရေယလူရတဲ့ဘိက္ခုနီမကြီးဖြစ်ပြီးတော့သွားတာလေဘ
တာမန်ကြည့်မယ်ဆိုရင်မြတ်စွာဘုရားရဲ့ psychotherapy ဆိုတာတိတ်ပြီးတော့စွမ်းချက်တယ်လို့ပြောရမှာပဲเนาะမှန်ပါဗျာဒါတွေနဲ့ပတ်သက်ပြီးဘုန်းကြီးတို့တနေ့ကကမ္ဘောဒီးယားလူမျိုးဩစတြေးလျနိုင်ငံမှာနေတဲ့ကမ္ဘောဒီးယားလူမျိုးပါမောက္ခတယောက်သူ့နာမည်ကဒေါက်တာသက်သွန်နဲ့ပမာစကားနဲ့ဆိုဒေါက်တာသက်ထွန်းလို့အောင်းမိတာသူရေးထားဒေါက်တာသက်သွန်ဆိုတဲ့ကမ္ဘောဒီးယားပါမောက္ခတယောက်ဘုန်းကြီးတို့ပြည်ပြည်ဆိုင်ရာတိရဝရဘုရားသာသနာပြုတဲ့သူရောက်လာပြီးချိန်တောင်းတယ်တွေ့ကျင်တဲ့ဆရာတော်တွေနဲ့တွေ့ပြီးတော့သူမသိရရင်မေးချင်တယ်ပေါ့ဘုန်းကြီးတို့အချိန်ချင်းပြေးလိုက်တဲ့အခါရောက်လာတဲ့အခါသူဘာတွေမေးတယ်လို့ဆိုလို့ရှိရင်အခုပြောတဲ့ Buddhist psychology အနေနဲ့ပတ္တစာပြီးအယူပြောက်သွားတာဘာကြောင့်ပြောက်တာလဲသူစဉ်းစားလို့မရဘူးနောက်ရှင်မကတ္တဗတို့ရှင်မမောက္ကလန်တို့မြတ်စွာဘုရားတို့59ပါးနာရာနဲ့ယောဂပြောက်တာဘယ်လိုပြောက်တာဘယ်လိုနည်းနဲ့ဆက်သွယ်ပြီးတော့ပြောက်တာလဲခိရိမာနန္ဒယဟန်ပညာ7ပါးတရားနာလိုက်တာနဲ့ယောဂပြောက်သွားတယ်လို့ဆိုတယ်ဘာဖြစ်လို့ပြောက်တာလဲသူမေးတဲ့မေးခွန်းအဲ့တော့ဘုန်းကြီးတို့ကဘာဖြေပေးလိုက်တော့ဆိုလို့ရှိရင်ဒီယောဂဖြစ်နေတယ်ဆိုတဲ့နေရာမှာလို့တချို့ကစိတ်ကြောင့်ဖြစ်တာလည်းရှိပေါ့ဥရုကြောင့်ဖြစ်တာလည်းရှိတယ်အာဟာရကြောင့်လည်းဖြစ်တာရှိတယ်အဲဒီမှာမြတ်စွာဘုရားတို့ရှင်မမောက္ကလန်တို့ရှင်မတတ္တဗတို့ဆိုတကယ်ယဟန္တာကြီးတွေစိတ်ကြောင့်ဖြစ်တဲ့ယောဂတော့ဖြစ်နိုင်တယ်သူတို့ဟုတ်တယ်သူတို့စိတ်ကယောဂဖြစ်เสียအကြောင်းမရှိဘူးသို့တော့ဥဒုတို့ဘာလို့ကြောင့်တော့ဖြစ်နိုင်ဥဒုကြောင့်ဖြစ်တဲ့ယုတ်တွေကိုအကြောင်းပြုပြီးတော့အကျမ်းမှာဖြစ်လာအဲ့ဒါကိုဥဒုကြောင့်ဥဒုတဲ့ပို့ပြီးတော့ပါဝါရှိတာကစိတ်တို့ကံတို့ကပို့ပြီးပါဝါရှိတယ် mental power ဆိုပို့ကြီးတယ်နော်ဥဒုကြောင့်ယောဂဖြစ်ပြီးတော့ခန္ဓာကိုယ်ထဲမှာယောဂဖြစ်နေတယ်ယောဂဖြစ်နေတော့ဥရုကြောင့်ဖြစ်တဲ့ဆိုဥရုကိုပြင်လို့ရှိရင်ရနိုင်တယ်ဆိုဥရုကမွေးဖွားပြီးတဲ့ယောဂကြတော့ဥရုနဲ့ပြင်လို့မရသေးဘူးဟုတ်ကဲ့နောက်ထပ်မဖြစ်အောင်သာဥရုကိုပြင်လို့ရတာဥရုကြောင့်ဖြစ်လာတဲ့ယောဂကြတော့ဒီယောဂဖြစ်ပြီးနေပြီအဲ့ဒါကြတော့ဘာနဲ့ကုစားတော့စိတ်နဲ့ကုစားတာရသော်ဗျာဘုဇင်9ပါးတရားကိုဟောလိုက်လို့ရှင်မောက္ကလန်တို့ရှင်မဟာကတ္တဝါတို့ကဘုဇင်9ပါးနာရင်နဲ့မြတ်စွာဘုရားကတတိတံဘုဇင်ကိုခေါ်ကတ္တဗခေါ်မောက္ကလနာနဲ့ဒီလိုဟောလိုက်တဲ့အချိန်လေးမှာတကယ်ကိုဘုဇင်ကိုတတိယပြီးသူတို့ထဲမှာတတိဆွမ်းအားတွေတက်တာတခါတမာရိတံဘုဇင်ကိုဝိရိယတံဘုဇင်ကိုပိဋိတံဘုဇင်ကိုပတ္တိတံဘုဇင်ကိုဥပေက္ခတံဘုဇင်ကိုဒါတွေဟောလိုက်တာနဲ့မြတ်စွာဘုရားခေါ်လိုက်တဲ့တရားကိုနာရင်နဲ့သူတို့စိတ်ထဲမှာခါတယ်ပိဋိတံဘုဇင်ကိုဆိုပိဋိတွေဖြစ်သွားတယ်မှန်ပါပါနော်ပတ္တိတံဘုဇင်ကိုဆိုဒီကိုယ်လုံးငြိမ်းချမ်းသွားအဲ့လိုစိတ်ဓာတ်ရဲ့စွမ်းအားတွေကနာရင်နဲ့အပြည့်အဝရလိုက်တဲ့အခါကျခုနဥရုကြောင့်ဖြစ်တဲ့ယောဂတွေကြောက်ထွက်သွားဘယ်လိုကြောက်တုံးလို့ဆိုတော့စိတ်ဖြစ်တိုင်းစိတ်ဒီရုပ်တစ်ခုကိုမွေးဖွားပေးတယ်တဲ့စိတ်တစားရုပ်လို့ခေါ်တယ်မှန်ပါပါဟုတ်လားမေတ္တာ born of mind စိတ်ကနေပြီးတော့ကြည်လင်အေးမြတဲ့စိတ်ကမွေးထုတ်လိုက်တဲ့ရုပ်ကလေးဟာကြည်လင်အေးမြလာပြီးမကောင်းတဲ့ဟာတွေနဲ့အစားထိုးသွားတယ်ခုနကဥရုကြောင့်ဖြစ်တဲ့မကောင်းတဲ့ရုပ်တွေကိုတွန်းထုတ်လိုက်တဲ့အခါကျတော့ကြည်လင်အေးမြတဲ့စိတ်ကနေမွေးဖွားပေးလိုက်တဲ့ရုပ်ကလေးတွေဟာတကယ်ကိုကြည်လင်အေးမြပြီးမကောင်းတဲ့ရုပ်တွေနဲ့အစားထိုးလဲလိုက်တဲ့အခါကျကျမ်းမာသွားတာပေါ့မကျမ်းမာတဲ့ယုတ်တွေကိုကျမ်းမာတဲ့ယုတ်တွေနဲ့စားထိုးသွားတာမကျမ်းမာတဲ့ယုတ်ဒီထပ်တလဲလာလို့မရဘူးစောစောတုန်းကတော့ဥရုကြောင့်ဖြစ်တဲ့ယုတ်ဒီယုတ်တစ်ခုပြတ်သွားရင်နောက်ထပ်ဥရုကြောင့်ဖြစ်တဲ့မကောင်းတဲ့ယုတ်ကဝင်လာတယ်နောက်ထပ်မကောင်းတဲ့ယုတ်ကဝင်လာတယ်ဟောစိတ်ဆောင်းအားနဲ့ပီတိတွေပတ္တရိတွေဖြစ်လိုက်တဲ့အခါကျတော့အဲ့ဒီယုတ်တွေရဲ့အင်အားညှိုးမိန်သွားပြီးတော့စိတ်ကြောင့်ဖြစ်တဲ့ယုတ်တွေကနေပြီးတော့တွန်းဖယ်လိုက်တာယောဂပြောင်းသွားတယ်ပတ္တစာရီယောဂပြောက်တာလည်းပဲဒီတိုင်းပဲလို့
မြတ်စွာဘုရားကပထမစိတ်သက်သာရာရအောင် psychotherapy လုပ်ပေးတယ်။ဘာလုပ်ပေးလို့ဆိုရင်သူကပြောတာကိုသူ့အမေတည်သွားပြီသူ့အဖေတည်သွားပြီသူ့မောင်လေးတည်သွားပြီသူ့ယောက်ျားလည်းဆုံးသွားပြီသူ့ကလေးနှစ်ယောက်လည်းတည်ပြီဟောဒါပဲသူပြောနေတာဆိုတော့မြတ်စွာဘုရားပြောတယ်အေးနေဦးမင်းမာတာအမေတည်တာလားအဖေတည်တာလားဟုတ်လားမောင်တည်တာလားသားတည်တာလားယောက်ျားတည်တာလားမေးကြည့်လိုက်တော့ကမ္ဘာလောကမှာလူတိုင်းကဒါတွေရှိနေတာပဲဒါကကမ္မဓမ္မောနိကမ္မဓမ္မောမြို့တိုင်းရွာတိုင်းနယ်တိုင်းနိုင်ငံတိုင်းရဲ့သဘာဝကြီးပဲတယောက်တည်းနေတာမဟုတ်ဘူးအခုလိုတည်လို့ငိုရတဲ့မျက်ရည်ဟာဟောဒီပင်လယ်ထဲကရည်တဲ့တောင်များသေးတယ်လို့အနာမတေကဒေသနာနဲ့တရားချလိုက်တဲ့အခါကျစိတ်ကတက်တာသွားတယ်နည်းနည်းလူဆိုတာကအဖော်ရလို့ရှိရင်တက်တာပဲကိုယ်တယောက်လည်းကြိတ်ပိတ်ခံရတယ်ဟုတ်တယ်မလားမှန်ပါဗျာလူဆိုတာအဲ့ဒါကြောင့်မို့လို့ခေါ်ရှာရတာနေဖော်လေးနဲ့ဆိုလို့ရှိရင်တက်တာဒုက္ခကိုအဲ့ဒါညှခံတယ်ပေါ့ကိုယ်တယောက်လည်းဆိုရင်လိမ့်ခံတယ်ပေါ့အေးအဲ့ဒါလို့မြတ်စွာဘုရားကတဘာဝတရားကြီးလောကတစ်ခုလုံးမှာရှိတဲ့အကြောင်းအရာတွေကိုမြတ်စွာဘုရားဟောလိုက်တဲ့ကစိတ်သက်သာသွားအဲ့ဒီစိတ်သက်သာသွားတဲ့အချိန်လေးကျတော့မှတရားဓမ္မကိုဟောပြောလိုက်တော့အသိဉာဏ်တွေကရှင်းလာတဲ့အခါခုနကပူးနေတဲ့နှလုံးသားဟာအေးသွားမြတ်စွာဘုရားတရားနာရင်ခုနကတော့တောကကမွေးထုတ်တဲ့ရုပ်ပဲရှိတယ်လေရုပ်ကစိတ်ကိုမွေးတယ်ဆိုတာစိတ်ဖြစ်ဖြစ်ချင်းစိတ်ကရုပ်ကိုမွေးတယ်ဆိုတာစိတ်ဖြစ်ဖြစ်ချင်းရုပ်ကပေါ်လာကြည့်ဒေါသဖြစ်တဲ့ဒေါသကနေပြီးတော့မွေးထုတ်လိုက်တဲ့ရုပ်ဟာမဲ့ထွက်တာဟုတ်တယ်စိတ်ဆိုးလိုက်ညနေကြောတင်းသွားပြီမဲ့သွားပြီဟောဒါစိတ်ဆိုးတယ်အဲ့ဒါချက်ချင်းမွေးထုတ်တယ်ချက်ချင်းမွေးထုတ်လိုက်ဒေါသကနေပြီးမွေးထုတ်လိုက်ရင်အယုဆိုးသွားပြီဟောအဲ့ဒါလိုပဲအခုပီတိတို့ပတ္တတိတို့ကောင်းတဲ့စိတ်တွေကနေမွေးထုတ်လိုက်တဲ့အခါကျတော့ကောင်းတဲ့ရုပ်ကလေးတွေဖြစ်လာနှလုံးလေးအေးချမ်းသွားတယ်စိတ်တွေငြိမ်းချမ်းသွားတယ်ပူပန်တာတွေမရှိတော့ဘူးပဋ္ဌာစာတွေကစိတ်ကလေးငြိမ်းချမ်းသွားတဲ့အခါကျတော့သဘာဝတရားဆင်ခြင်စဉ်းစားတတ်လာတယ်အမှန်တရားကိုသိလာတယ်ငြိမ်းချမ်းသွားတယ်တောကတွေပြောက်သွားတယ်တောကကြောင့်ထုတ်တဲ့ရုပ်လည်းမရှိတော့ဘူးရုပ်လည်းကြည်လာတယ်စိတ်လည်းကြည်လာတယ်ဟောဒီနည်းနဲ့ပြောက်သွားတာပါလို့ဒီမာနန္ဒယဟန်တင်ညာဆယ်ဝန်းနိုင်ရင်ယောဂပြောက်တယ်ဆိုတာလေအဲ့ဒါပဲလို့ခေါ်နေတဲ့အချိန်မှာတရားကနောက်ကနေလိုက်ပြီးတော့ကျင့်နေတာကြည့်ပြီးမြတ်စွာဘုရားလက်ထက်တည်းမှာတရားနာရင်ဒေသနာဝတ္တလေးနော်သတုရတိတိသဟတာနိပါဏသဟတာနိသောတပတ္တိဖလံသစ္စိမကံတုဆိုပြီးတော့လေဒေသနာအဆုံးမှာတဲ့7,400သောတတ္တဝါတွေသောတပန်ဖြစ်ကြတယ်လို့ဒီလိုဟာမျိုးတွေခဏခဏတွေ့တယ်ဟုတ်လားမှန်ပါဗျာအဲ့ဒါတော့ဒီလိုသောတပန်ဖြစ်တယ်ဆိုရင်တရားနာရင်တရားသဘောကိုစိုက်ရင်းကနေကိုယ်ခန္ဓာကိုယ်အာရုံပြုပြီးတော့ဟုတ်တာပါလားဟုတ်တာပါလားလို့ခန္ဓာကိုယ်နဲ့ apply လုပ်ပြီးနာသည့်အတွက်ကြောင့်ကျင့်ပြီးသားဖြစ်တရားကျင့်တယ်ဆိုတာနာရင်လည်းကျင့်ပြီးသားဖြစ်သွားတယ်သိလို့ရှိရင်ဟုတ်ကဲ့လားဒါဉာဏ်ရဲ့ကိစ္စဆိုတာအမေတ္တမဉာဏ်နဲ့အတိဉာဏ်ဆိုတာအလုံးဉာဏ်နဲ့ဒါကြောင့်မလို့တရားနာတဲ့အခါမှာသူကစိတ်ဆိုင်ပြီးတော့ကိုယ်တန်တန်မှာ apply လုပ်ပြီးတော့နာဖို့အရေးကြီးတယ်ပေါ့မှန်ပါဗျာအဲ့ဒါလိုနာလို့ရှိရင်တရားထဲမှာစိတ်ဆိုင်နေသည့်အတွက်ကြောင့်စိတ်ကလည်းငြိမ့်နေသည့်စိတ်ကဖြစ်ပေါ်လာတဲ့ရုပ်ကလေးတွေကလည်းငြိမ့်နေတဲ့ရုပ်တွေဖြစ်လာမှာငြိမ့်နေတဲ့ရုပ်တွေဖြစ်ပြီးတော့စိတ်နှလုံးမှာအေးချမ်းပြီးတော့အသိဉာဏ်တွေကဖွံ့ဖြိုးလာတာဆက်ဆက်မှုကအဲ့ဒါလိုရှိတယ်ရုပ်နဲ့နာနဲ့ဟာ mutual relations တစ်ခုနဲ့တစ်ခုအပြန်အလှန်ဆက်သွယ်ပြီးတော့နေတယ်လို့ဘုန်းကြီးတို့အဲ့ဒါကိုရှင်းပြလိုက်တဲ့အခါကျတော့အဲ့ဒီဒေါက်တာတက်သွန်ဟာအလုံးကိုဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့သူ့ကိုစာအုပ်ပြီးတော့မှစာအုပ်လေးလက်ဆောင်ပေးတဲ့အခါကျတော့အာရပါယစာအုပ်တွေရောလက်ရောဆွဲပြီးသူ့ကောင်းပေါ်တင်တာတွေ့ကြရတယ်။အဲ့ကျင့်တတ်သွားတယ်ပေါ့။သူရင်တော့မသိဘူးတဲ့ဒီလိုဘာဖြစ်လို့ယောဂပြောင်းမှမသိဘူး။ဒီလိုဆက်ဆက်မှုရှိတယ်လို့ဆိုတာကိုရှင်းပြ။ဂျာမနီသွားတော့ကလည်း
ဂျာမနီကမေကတာဆိုတာတွေ့ကြရဖူးသေးတယ်ဒီလိုပဲသူကတော့သူ့အမျိုးသားတည်သွားလို့ပတာစာရီဖြစ်တာသူ့အမျိုးသားဓာတ်ပုံလေးရဲ့ပန်းချင်းလေးရဲ့ဘုန်းကြီးတို့အဲ့ဒီဖရန့်ဖတ်မှာဖရန့်ဖတ်နာကဖရန့်ဖတ်မြို့ထဲမှာဖတ်ပွေးဆိုတဲ့ဗီယက်နမ်ဘုန်းကြီးကျောင်းအဲ့ဒီတော့လာပြီးတော့တွေ့ကြတယ်ခွင့်တောင်းတော့အချိန်တတ်မှတ်ပြီးတော့ပြီးတော့ညနေကျတော့ပန်းချင်းလေးနဲ့ဓာတ်ပုံလေးနဲ့ရောက်လာပြီးတော့မျက်ရည်နဲ့တော့အဲ့ဒါကဂျာမနီကပဲကတာမျက်ရည်လေးနဲ့လာတယ်မျက်ရည်လေးနဲ့လာပြီးတော့ဓာတ်ပုံလေးပြဒါတော့အဲ့ဒါ3လလောက်ကတယောက်ကျဆုံးသွားတယ်တဲ့သူ့ပေါ်မှာအမှန်ကောင်းတယ်ပေါ့ဒီလိုယောက်ျားမျိုးသူတွေ့ဖို့ဆုံးဖို့ဆိုတာလုံးခဲနေပေါ့သိကောင်းတယ်ပါညာနဲ့ပြောပြီးတော့အဲ့ဒီမှာသူအားလည်းဘယ်လိုမှနေလို့ထိုင်လို့မရဘူးတဲ့သူ့ကိုယ်သူတတ်တယ်ဖို့အချိန်ချင်းကြိုးစားမိတယ်စိတ်ကူးမိတယ်ပေါ့တတ်တယ်ခြင်းတယ်ဆိုတော့လည်းဘုန်းကြီးလည်းမြတ်စွာဘုရားစီကနီးယူပြီးတော့ဒီပါဦးမင်းတို့ဖရန့်ဖတ်မှာလူကြီးဘယ်လောက်ရှိလဲအဲ့ဒီလူကြီးရှိတဲ့ထဲမှာဂျာမနီမှာလူကြီးဘယ်လောက်ရှိလဲတနေ့လူတွေဘယ်နှယောက်တည်သလဲအဲ့တော့ကမ္ဘာလောကကြီးမှာလူကြီးဘယ်လောက်ရှိသလဲတနေ့ဘယ်လောက်တည်သလဲလို့သူ့မင်းရင်ရတယ်ဒါမင်းအောင်ကြတယောက်ပဲတည်တာမှမဟုတ်တာလူတွေအများကြီးတည်နေကြတာပဲလို့သူစိတ်သက်သာရအောင်ပြောပြီမဲ့လို့သူကထပ်တော့လာတော့လို့ဆိုတဲ့အခါဒီယောက်ျားမျိုးကမလွယ်ဘူးအေးမလွယ်တာတော့ဟုတ်ပြီမင်းဒီကနေပြီးတော့ငိုးနေသည့်အတွက်ကြောင့်ဘယ်လိုမှမင်းငိုးနေသည့်အတွက်ကြောင့်မင်းအစားချလို့မရဘူးမင်းကိုမင်းတတ်တယ်လေနောက်ဘဝတွေ့မှာမဟုတ်ဘူးလို့တို့ဘုရားဘာသာမှာလို့တွေ့နိုင်တဲ့ဒီလမ်းလေးရှိတယ်လို့ဆိုတော့သူကသဘောကျတာအဲ့ကြတော့နည်းနည်းမျက်နှာလေးဆွဲလာတွေ့နိုင်တဲ့ဒီလမ်းရှိတယ်တကယ်လားရှိတယ်လို့တို့စီမှာမင်းကုသိုလ်ကောင်းမှုလုပ်ပြီးသူ့ကိုမျှဝေပြီးတော့မင်းဆုတောင်းဘဝစတိုင်တွေ့ပြရသေးတို့စီမှာဆုတောင်းရတယ်ငှက်ဖြစ်ရင်တောင်းတခိုင်းလဲဆိုတော့တောင်းအဲ့ဒီဆုတောင်းလေးပြောပြလိုက်တော့သူသိတဲ့ဘောကြပါသဘောကျပြီးတော့အဲ့ဒီမှာတကယ်ဖြစ်နိုင်လားဖြစ်နိုင်တယ်လို့တို့မြတ်စွာဘုရားဟောတာလေလို့တတ္တာရဲ့သီလရဲ့စာကရဲ့ပညာရဲ့အဲ့ဒီလေးမျိုးညီတူလို့ရှိရင်ဖြစ်နေရပါမှာတူဖြစ်နိုင်တယ်မင်းဆူတောင်းရင်လည်းဖြစ်မှာမင်းအဲ့ဒါကပြန်တွေးစရာဒီလိုက်ရှိတယ်တခြားတွေတော့မလုံးနဲ့မင်းတတ်တယ်မင်းတွေ့ကမဟုတ်တော့ဘူးလို့ဆိုသူကျင့်တတ်တော်ပြီးညကြတော့အဘိဓမ္မာသင်တန်းတောင်လာပြီးတော့တက်တယ်တရားလည်းလာနာတယ်မမတာအဲ့မှာမျက်ရည်တွေပါလေတုပ်ပြီးသွားတယ်တော့အဲ့ဒါလည်းပဲ psychotherapy ပဲလေဒါဗုဒ္ဓမြတ်စွာရဲ့တရားဓမ္မဗုဒ္ဓရဲ့နည်းအတိုင်းပဲလောကမှာဒီလိုတောခဖြစ်နေတဲ့ပုဂ္ဂိုလ်တွေများများစွာရှိတာပဲအေးဒါကြောင့်မလို့အခုဒီကနေ့ဘာဟောကျင်တာတုံးလို့ဆိုလို့ရှိရင်အချိန်တန်ကုန်ကန်နေပြီဘုံဘမဟောရသေးဘူးဟောမဲ့တရားအချိန်ကကုန်တော့မှရှိတော့ဟောမလို့ဒီရဲလာတာကဒီယောဂပြောက်အောင်ခုစားနော်ယောဂကုစာစိတ်ဆွမ်းအောင်နကုလပိတ္တဒကာကြီးနဲ့နကုလပိတ္တနကုလမာတာဒကမာကြီးတို့အကြောင်းသိပူကြအားလုံးနကုလရဲ့အမေနဲ့နကုလရဲ့အဖေသူတို့ကဘယ်မှာနေတော့ဆိုလို့ရှိရင်ဘက်ခတ်တိုင်းတုမာရခိရမြို့ဆိုတာအဲ့ဒီမှာနေကြတယ်မြတ်စွာဘုရားကအဲ့ဒီမျိုးရောက်လာပြီးတော့ဘေတကလာလို့ခေါ်တဲ့ဘေးမဲ့ပေးထားတဲ့တောအုပ်ကြီးထဲမှာသတင်းသုံးတယ်အဲ့ဒီအချိန်မှာနကုလပိတာလို့ဆိုတဲ့ဒကာကြီးအမကျမ်းမှာဖြစ်တယ်သူသိတော့မကြီးကြသေးဘူးအရွယ်ကသိအိုတဲ့အရွယ်မဟုတ်သေးဘူးဒီမကောင်းထိုင်တာဖြစ်တော့ဟောနကုလမာတာအရှင်မှာသူက psychotherapy ကိုသုံးပြီးမှတ်သားစရာဒီတုတ်တာနော်နကုလပိတုတုတ်လို့ခေါ်တယ်အင်္ဂုတ္တမှာပါစက္ကနိဗ္ဗာန်အင်္ဂုတ္တ
အဲ့ဒီဒကမာကြီးကသူတကကြီးနေမကောင်းနေတဲ့အခါကျတော့ဘာပြောလို့ဆိုအနာနာမှာထိုင်ပြီးတော့ရှင်နဲ့ကျမတို့ကိုငဲ့ကွက်ပြီးတော့မသေးပါနဲ့တွေ့တာပြီးတော့မသေးပါနဲ့လို့ပြောတာဟုတ်လားတွေ့တာပြီးသေးတာကမကောင်းဘူးတဲ့အတွေ့တာလည်းသေးတာမကောင်းဘူးရသော်ဘုရားကိုယ်တိုင်ကလည်းပဲမချီးမွမ်းဘူးတဲ့ကဲ့ရဲ့ရှုံချတယ်ဆိုလိုတာကတော့သူတို့စိတ်ချပါလို့ပြောတာစိတ်မချမရှိနဲ့လို့ပြောတာနော်မှန်ပါဗျာသူကပြောတာတော့နေကောင်းအောင်ပြောတဲ့ပုံမရှိဘူးသူကနော်နေကောင်းပြောတဲ့ပုံမရှိဘူးရှင်သေးလွတ်လွတ်ချွတ်ချွတ်သေးဆိုတဲ့လိုဖြစ်နေတယ်သူပြောလို့ပါလားသူ့ပေါ်မှာဘာမှဟိုတွေ့တာငဲ့ကွက်ပြီးတော့မပူနဲ့လို့ပြောတာသူကနော်နောက်ရေးကိစ္စရှင်းစိတ်ထဲမှာဘာမှမပူနဲ့ကိုတရားလေးကိုနှလုံးသွင်းပြီးအေးချမ်းချမ်းနေလို့ပြောချင်တာပါအော်ရှင်ကအောင်းမေးလိုက်ပဲတဲ့ကျမဒီကလေးတွေကိုငါမရှိရင်တော့သူနကုလမတ္တဒကမာကြီးကလေးတွေကိုကျွေးနိုင်မှာမဟုတ်ဘူးလို့အိမ်တော်ရေးကိစ္စတွေထိမ့်သိမ့်နိုင်မှာမဟုတ်ဘူးလို့ရှင်အောင်းမေးမိလိုက်တယ်တဲ့အဲ့လိုမအောင်းမေးနဲ့တဲ့ကျမခြီကောင်းကောင်းဝင်းတတ်တယ်တဲ့နော်ခြီကောင်းကောင်းရက်တတ်တယ်အိမ်တွင်ရက်ကန်းလုပ်ငန်းကိုသူကျွမ်းကျင်တယ်အဲ့ဒါနဲ့ကလေးတွေထင်းသွားတယ်လို့သူတို့ပြောတာနော်မပူပါနဲ့နောက်တစ်ခုရှင်ကစဉ်းစားလိုက်ပဲတဲ့ငါသိသွားလို့ရှိရင်နကုလမာတာဟာနောက်အိမ်တော်များပြုသွားမလားလို့သူစဉ်းစားတယ်တော့ဒါလည်းမပူပါနဲ့တဲ့ရှင်နဲ့ကျမနဲ့အတိဆုံးပဲတဲ့ကျမတို့ဟာ16နှစ်ရှိပြီတဲ့ကျမစရိယတိတ်ခါဘုတ်ကိုစောင့်တည်လာတာအစာထဲမှာဒီတိုင်းပါပါတယ်နော်နောက်တစ်ခုကျတော့ရှင်ကတွေးပြီးကောင်းတွေးမိလိုက်ပဲတဲ့ငါမရှိတဲ့နောက်ဆိုလို့ရှိရင်နကုလမာတာဒကမာကြီးဟာကျောင်းသွားပြီးတော့ဘုရားကူတရားနာလုံးဝမဟုတ်ပါဘူးလို့ရှင်စဉ်းစားပြီးကောင်းစဉ်းစားလိုက်မယ်တဲ့ရှင်မရှိရင်ကျမပိုးတော်သွားအောင်မယ်ဟောဒါဟုတ်မပူနဲ့တဲ့သူမပူနဲ့ပြောတာပဲကုန်နော်မပူနဲ့အော်နောက်တစ်ခုကဒီသုံးခုပြောပြီးတဲ့အခါကျနောက်တစ်ခုကရှင်ကထင်ကောင်းထင်လိုက်မယ်တဲ့ကျမဟာဒီရှင်မရှိတဲ့နောက်ကြလို့ရှိရင်ကိုချင်းတရားတွေနဲ့ပြည့်ဝမှာမဟုတ်ဘူးသီလကိုစောင့်တည်မှာမဟုတ်ဘူးသူ့ကိုစောင့်မြင်မှာမဟုတ်ဘူးလို့အောင်းမိတ်ကောင်းအောင်းမိတ်မိလိုက်တယ်တဲ့ဟောဘူးတဲ့ကျမဒီမြတ်စွာဘုရားရဲ့တပည့်မတွေဥပတိကမတွေထဲမှာသီလအရှိဆုံးပုဂ္ဂိုလ်တွေထဲမှာကျမဆင်ရင်ဝင်ပါတယ်မယုံရင်တရားသွားမေးကြည့်တယ်ဟောဒီနေရာတက်ဒါလေးပါသေးတယ်သူကနော်နောက်တစ်ခုကရှင်ကအောင်းမိတ်ကောင်းအောင်းမိတ်ပြီးလိုက်မယ်တဲ့ငါသိသွားလို့ရှိရင်နကုလမာတာဒကမာကြီးဟာသမထကျင့်စဉ်နဲ့တမာတိစွမ်းအားတွေရတော့မှာမဟုတ်ဘူးလို့အောင်းမိတ်ကောင်းအောင်းမိတ်လိုက်မယ်ကျမကတမာတိစွမ်းအားထက်ထက်မြက်မြက်ရထားပြီးလူဖြစ်ပါတယ်တဲ့မယုံရင်တရားတော်မေးကြည့်ပါတဲ့ဟောနောက်ဆုံးတစ်ခုပြောတာတော့ရှင်ကအောင်းမိတ်မိကောင်းအောင်းမိတ်လိုက်မယ်ငါသိသွားတဲ့အခါကျလို့ရှိရင်နကုလမာတာဒကမာကြီးဟာသာသနာမှာထောက်တီရာတို့သက်သာရာတို့သူရအောင်မှမဟုတ်သေးဘူးလို့ထင်ကောင်းထင်လိုက်တယ်သူပြောလိုက်တာတော့ကျမသောတာပန်မှာအားတဲ့အဲ့ဒီချိန်တော့နော်သာသနာမှာရေရေဝုံဝုံနဲ့ထောက်တီရာရပြီးသားပုဂ္ဂိုလ်ဖြစ်ပါတယ်တဲ့ဒီအတွက်လည်းမပူပါနဲ့ရှင်စိတ်ချမ်းချမ်းသာသာလေးနေပါကျမတို့အတွက်ဘာမှမပူနဲ့အားလုံးကစိတ်ချရစေမယ်လို့ဒီလိုပြောလိုက်တဲ့အခါကျတော့ဒကာကြီးနေကောင်းသွားတယ်အဲ့ဒီတော့တည်းမှာဒကာကြီးနေကောင်းသွားတယ်တဲ့ကျမကြီးကောင်းသွားတယ်နော်လန်းလန်းဆန်းဆန်းဖြစ်ပြီးယောဂဝေဒနာတွေပျောက်ပြီးတော့တကယ်လည်းကျမ်းမာသွားတယ်ဒါနကုလမာတာနကုလပိတုတုတ်တံမှာဒီတိုင်းပဲပါတယ်ဒီဒါလည်းပဲစိုက်ကိုတာရပိစဒီတော့ကဘုန်းကြီးဟောလို့ရင်ကဒီတော့ကလေးဟောမလို့ပါအဲ့တော့အေးကြားချက်ကင်သူတော်စင်ပြိဿတို့ဒီနကုလမာတာဒကမာကြီးဒီမိမိရဲ့အိမ်သားအပေါ်မှာအာဘိစကားပြောကြပြီးတော့ယောဂဝေဒနာပျောက်အောင်စိတ်နဲ့ကုစားပေးတာဟာဘုရားမြတ်စွာရဲ့စာပေထဲမှာတကယ်ကိုမှတ်တမ်းရှိပါတယ်
ဒါကြောင့်မို့လို့ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်ဒီတရားဓမ္မရဲ့တရားဓမ္မကိုအာယုံပြုပြီးတော့ကျင့်ရတဲ့စိတ်ဆွမ်းအားတွေကယောဂကိုကုစားနိုင်ပါတယ်ဒါကိုပဲ Buddhist psychotherapy လို့ခေါ်လို့ရပါတယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿတို့ဒီဘဝတန်တရားကြုံတွေ့လာတဲ့အခါမှာလူတိုင်းဟာယောဂဝေဒနာဆိုတာဖြစ်တတ်တယ်ဖြစ်လာတဲ့အခါကျလို့ရှိရင်ဆေးကြည့်တဲ့အာမကိုပဲနဲ့ဟောဒီဓမ္မစွမ်းအားလေးတွေကိုလည်းအားကိုးပြီးတော့ယောဂဝေဒနာပျောက်ပြီးသက်ရှိကျမ်းမှာစိတ်ချမ်းသာလေးလူရဆန္ဒပြကြပါစေလို့ဘုန်းကြီးကဆုတောင်းပါတယ်အားလုံးတရားချက်ခင်သူတော်စင်ပြိဿတို့ဒီဘုရားရဲ့ psychotherapy နည်းကိုအသုံးပြုပြီးကျမ်းမှာချမ်းသာကြပါစေကုန်သတည်းတတ္တဝါများစွာသေရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာသေရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံဝိညာဉ်ကြပါစေမေတ္တာရေချမ်းသုံးငါဖြံဝိညာဉ်ကြပါစေအရှိချမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေအရှိချမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမာမနောတရတိတဝိတံပဝါယံတုဒုက္ခလကမေတ္တာပုံနေတုသင်္ကမာစုပေါင်းဖို့အမေတ္တာတကုရောင်ယူပဝင်းငွေလာမင်းနှင့်ရောင်ရင်ရှေယုံပေါင်းဆောင်ရခြင်းကြောင့်ဒါဝိသံပြည့်မဲ့ဥဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင့်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစင်ကြည်တင်စိတ်နှလုံးတည်ဟူသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကသာစင်တဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟူသောကုမုဒ္ဒရာဇာဗန်တို့သည်ဟောလန္တဝန္တာရွှင်မြူးဝမုံလူလည်းရဲ့ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍သူကနကလေအောင်လေးတဲ့ရောရှဲတင်ပြန်ပီတိဤဟူသောယနန္တို့သည်ဘဝယန္တိကောင်းစွာမဲ့သွေကျိုင်းနိုင်၍နေကြပါစေကုန်တည်း